စမ်းပွင့်အောင်ဘာလောက်ကမလဲရီးစားရအောင်ဘာလောက်ကမလဲနော်ပီယာအားတွေနှိမ့်နေတယ်ပီယာအားတွေနဲနေတယ်စမ်းတွေကျနေတယ်ရီးစားလည်းမရဘူးနော်စင်ကယ်ဖြစ်နေတယ်ပေါ့ကွယ်ဘဝတစ်လျှောက်လုံးတယောက်တည်းနေခဲ့ရတာအဲ့ဒါကိုရီးစားရဖို့အတွက်ရွတ်ရမယ့်မန္တန်ပြပြမယ်လူတွေမှာလေအဲ့ဒီဖူးစာရေးကိုဆောက်ရှောက်တဲ့ဖူးစာရေးနတ်မင်းဆိုတာရှိတယ်တတဘာကနတ်လို့ခေါ်တယ်သိလားလူရဲ့ကိုယ်ဆောင်နဲ့12ပါးထဲမှာပါတယ်အဲ့တော့ရီးစားမရှိတဲ့သူတွေနော်အခြေကံမကောင်းတဲ့သူတွေဖူးစာရှင်အစစ်မှန်မတွေ့သေးတဲ့သူတွေအဲ့ဒီတတဘာကဆိုရဲအဲ့ဒီဒေဝနတ်ကြီးကိုတိုင်တယ်ပြီးတော့ဆူတောင်းပူဇော်ရတယ်နော်အဲ့တော့ရွတ်ကမဲ့မန္တန်ကအုံတတဘာကဒေဝပီယေအေဟိဆိုပြီးတော့ရွတ်ကမယ်နော်တနေ့ကို12ခေါက်ရွတ်ရင်ရပြီပေါ့နော်ဒုံလောက်ပြီနော်အထက်ပေါ်ရွတ်ချင်တယ်ရတယ်တနေ့ကိုအနည်းဆုံး12ခေါက်ရွတ်ပေးရမယ်12ခေါက်ရွတ်ပေးတာ ਨੇ နံပါတ်1ဖူးစာရှင်အစစ်မှန်နဲ့ဂျုံရမယ်နော်အိမ်အောင်တွေမြွတ်နဲ့နော်ရီးစားရှိတဲ့သူတွေမြွတ်နဲ့နော်အဲ့တော့ကိုကတယောက်တည်းနေရတယ်ဘဝမှာအထီးကျန်နေတယ်စင်ကယ်ဖြစ်နေတယ်ချစ်သူမရှိဘူးရီးစားမရှိဘူးစမ်းနေကြနေတယ်စမ်းနေပိတ်နေတယ်အခြေခံခေးနေတယ်နော်ဘသူနဲ့တွေ့ထားခဲ့ခံရတယ်သစ္စာပေါက်ခံရတယ်တကယ်တီမြဲမဲ့ချစ်သူအစစ်မှန်ဦးစာရှင်အစစ်မှန်လိုချင်လို့နော်ဘယ်လိုခေါ်မလဲထီးကြံဆန်မှုတွေနဲ့ကြုံတွေ့နေရတဲ့စင်ကယ်များအတွက်ရှိရမှာနော်အိမ်အောင်ရှိတဲ့မြင့်နေပြဿနာတွေတက်အော်တတဘာကဒေဝနော်ပီယေအေဟိဆိုပြီးရုပ်ကမယ်တနေ့ကိုအနေဆုံး12ခေါက်ရုပ်ပြီးလို့ရှိရင်ရတပြီးသွားနဲ့ဆူတောင်းမို့ဦးစာရှင်စစ်မှန်နဲ့တွေ့ပါစေချစ်သူရပါစေနော်အခြေခံနေကောင်းပါစေစမ်းနေပွင့်ပါစေစမ်းကောင်းပါစေဆူတောင်းအဲ့တော့ကိုကချစ်သူမရခြင်းဘူးအားလုံးကကိုဝိုင်းဝိုင်းလဲပေါ့ကွယ်ခါချနေအောင်တက်တက်လှုပ်ချစ်တာမျိုးလိုချင်တဲ့ဆွေနဲ့ရွတ်လို့ရတယ်ဒါကြတော့ကိုကဆူတောင်းတဲ့ခါမှာချစ်သူရပါစေတဲ့ဆူတောင်းနေပေါ့9ရက်သားသူလူအများကိုတက်တက်လှုပ်ချစ်ပါစေနော်အားလုံးကိုကူညီမိုင်းပါပြီးတော့ချစ်ခင်ကြပါစေလို့ဆူတောင်းပေါ့နော်ချစ်သူလိုချင်တဲ့သူကြတော့ဖူးစာရှင်နဲ့တွေ့ပါစေဖူးစာရှင်အစစ်မှန်နဲ့ဆုံတွေ့ရပါဆူတောင်းပြီးတော့အဲ့ဒီမန္တန်ကိုတနေ့အနေဆုံး12ခါပွားများပူဇော်ပြီးတော့ရွတ်ပါ